အားလုံးပဲမင်္ဂလာပါရှင်ဟိုနေ့ကဟင်းအတွက်ဆက်လေးနဲ့တွဲပြခဲ့တဲ့ကြက်ခင်းလေးကို marinated ဘယ်လိုလုပ်လဲဆိုတာလေးကိုအခုလာပြဖြစ်ပါရဲ့ရှင်เนาะဒီတစ်ခါမှာတော့ကြက်ပေါင်းလေးတွေကိုသုံးပြထားပါရဲ့ရှင်ပထမဦးစွာနဲ့အယောင်လေးလှဖို့စနင်းမုံလေးထည့်တယ်ပြီးရင်စားလေးရဲ့ရုပ်ကောင်းမုံလေးရဲ့ပဲငှက်ပြားရဲ့အကြည့်ရဲ့အနောက်ရဲ့ပြီးသွားတော့ကိုလိုမျိုးတံမျိုးသီးလေးရဲ့နည်းနည်းလိုပါရဲ့ရှင်ဒီနေရာမှာကိုကစီမွေးလေးရှိရင်လည်းထည့်လို့ရပါရဲ့เนาะဟောဒီတစ်ခေါက်စီမွေးမထည့်ထားပါဘူးရှင် rosemary ရဲ့ဂျင်းရဲ့ကြက်သွန်ဖြူရဲ့ထောင်းထားတဲ့အရေးလေးတွေနဲ့အခုလိုမျိုးလေးတွေအသားလေးတွေကိုပုတ်ပြီးတော့အရသာလေးဝင်သွားအောင်ကြက်သားလေးကိုတေချပြီးတော့ဆုပ်ဆုပ်ပြီးတော့နှဲထားလိုက်ပါမယ်ရှင်ဒီဟာကိုနှဲပြီးသွားပြီဆိုရင်တော့ချက်ချင်းတော့กินလို့မရပါဘူးเนาะသူ့ကိုလေအနည်းဆုံး4နာရီ5နာရီလောက်နှက်ပေးရရဲ့နှောကတော့တညအိတ်နှက်ထားပြီးတော့နောက်နေ့ကျမှกินမှာဖြစ်ပါရဲ့ရှင်နှောကတော့ချက်ပေါင်း2တုံးကိုအခုกินပြထားပါရဲ့ရှင်ပထမဦးစွာกินမယ်ဆိုရင်တော့အာဘန်နဲ့မှာမီယာ180ဒီဂရီနဲ့တချမ်းကိုမိနစ်20လောက်ထားလိုက်ပါရဲ့ရှင်ပြီးတော့ရင်တော့နောက်တစ်ပတ်ကိုထုံးစံတိုင်းမဲ့10မိနစ်လောက်ထားပြီးပြီဆိုရင်အခုလိုမျိုးစားကောင်းနေပေါ့နော်ကြက်ကင်လေးရပါပြီရှင်။တော့ကတော့အခုလိုမျိုး Thai sauce လေးလည်းဆက်ဆက်လေးဖြောထားလိုက်ပါရဲ့ရှင်။နေပြီးတော့အသားလေးကိုနှက်ထားမှသာပို့ပြီးစားကောင်းတာဖြစ်ပါရဲ့နော်။အသားနဲ့ရလည်းလွယ်ကူရဖြစ်တဲ့အတွက်ကြောင့်အားလုံးပဲလွယ်လင်းတကူလိုက်လို့စားနိုင်မယ်လို့မျှော်လင့်ပါရဲ့ရှင်။အဆုံးထိကြည့်ပြီးရတဲ့အတွက်ကျေးဇူးတင်ပါတယ်